ရိုဟင်ဂျာလူမျိုးများရခိုင်လူမျိုးများမြူလူမျိုးများဒိုင်းတဲ့လူမျိုးများဖြစ်ပါတယ်မိမိတို့ ARSA နဲ့AA တို့အကြားမကြာခဏတိုက်ပွဲများဖြစ်ပွားပြီးAA အကြမ်းဖက်တောင်းကြသူများကြာဆုံးခဲ့တော့လေ၎င်းတို့၏တပ်ဖွဲ့ဝင်များကြာဆုံးခြင်းမဟုတ်ပဲ ARSA တည်ရှိရာတောတောင်အသင်းသို့နံပါတ်3ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော်၏အမိပြတ်စေရေရွယ်၍အိန္ဒိယနိုင်ငံနီပေါနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ Here बाद RRC एयर कमांडर जनाब मस्टर तौहीद ताए आरन मुजरम मजे के फहदर की वो फल यतफद्दल मशकूरा अस्सलामु अलैकुम ဒီနေ့26ရက်10လ2025ခုနှစ်အများပြည်သူသိရှိစေရန်အတိပေးနှိုးဆော်ခြင်းနံပါတ်1ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော် ARSA အဖွဲ့ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်မှာအာရကန်ပြည်နယ်အတွင်းမိသေးနေထိုင်လက်ရှိသောရိုဟင်ဂျာလူမျိုးများရခိုင်လူမျိုးများမြူလူမျိုးများဒိုင်းတဲ့လူမျိုးများစမောလူမျိုးများမရမလူမျိုးများဟိန္ဒူလူမျိုးများစာတိလူမျိုးများအားလုံးလွတ်လပ်ပြီးတရားမျှတမှုရရှိစေရန်ငြိမ်းချမ်းစွာအတူရှင်သွဲလက်သွဲနေထိုင်နိုင်ရေး၎င်းတို့အားလုံး၏အိုးအိမ်စည်းစိမ်များကိုကာကွယ်ရန်ဖြစ်ပါတယ်မိမိတို့ ARSA နဲ့ AA တို့အကြားမကြာခဏတိုက်ပွဲများဖြစ်ပွားပြီးAA အကြမ်းဖက်တောင်းကြသူများကြာဆုံးခဲ့တော့လေ၎င်းတို့၏တပ်ဖွဲ့ဝင်များကြာဆုံးခြင်းမဟုတ်ပဲအယတပြည်သူများသာကြာဆုံးခြင်းဒဏ်ရာရခြင်းလိမ်လည်၍မကြာခဏဝါဒဖြန့်ရှုတ်ချကန့်ကွက်ကြေညာချက်အသီးသီးထုတ်ပြန်လက်ရှိသည်ကိုသိရှိရပါတယ်နံပါတ်2အယတပြည်သူအားရခင်ကလည်းမိသည့်အခါမှဖမ်းဆီးတပ်ဖြတ်ခြင်းနှိပ်စက်ခြင်းမရှိခဲ့သောနောက်တွင်လည်းအယတပြည်သူများအားဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းများပြုလုပ်မည်မဟုတ်ပါကြောင်းကတိပြုလိုပါတယ်ARSA တည်ရှိရာတောတောင်အသင်းသို့ပါဝဲခြင်းဤတွင်အယတပြည်သူများအနေဖြင့်စိုးရိမ်မှုကင်းမဲ့စွာဖြင့်လွတ်လပ်စွာခရီးသွားလာနိုင်ရေးအတွက်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းနှင့်အစိုးရအကြမ်းဖက်ရရှိရာနေရာများနှင့်အနီးပတ်ဝန်းကျင်တွင်အယတပြည်သူများခရီးသွားရလိုလေအထူးတတိပြုဂရုစိုက်သွားလာရန်ထပ်လောင်းအတိပေးနှိုးဆော်အပ်ပါသည်နံပါတ်3ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော်၏အမိပြတ်စေရေရွယ်၍အိန္ဒိယနိုင်ငံနီပေါနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုးဝင်လာသောတခိုင်အစိုးရနဲ့အပြတ်ဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းညတပြည်သူများကိုနေစဉ်ဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းပြန်ပေးဆွဲခြင်းများစသည့်ရာဇဝတ်မှုများကျူးလွန်လျက်ရှိပါသည်ထို့နောက်၎င်းတို့ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကိုမိမိတို့ ARSA အဖွဲ့ကကျူးလွန်ခဲ့တဲ့မတရားဆွဆွဲကနိုင်ငံတကာအဖွဲ့အစည်းများ၏အာရုံလွှဲပြောင်းစေရန်တမင်ရည်ရွယ်လျက်ထေရဖြစ်စေသောအပြုအမူများဖြင့်နိုင်ငံခြားမျက်နှာတွင်မဟုတ်မမှန်ဝါဒဖြင့်ရေးသားဖော်ပြခြင်းတတ်ဖြစ်ကြောင်းတင်ပြလိုက်ပါတယ် अल्हम्दुलिल्लाह बारकल्लाह फीक और भाई बेसुंद चौकर यारे बरमे तुम्हारा मजे आ रहे हता हो दिए यार तुम बेसा कुछ लेके और पूरा रहेंगे तुम यो और हता बुद्धि में चले आशा कर